အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့မိစာအမျိုးသားရေးမလုပ်တော့ဘူးလို့မိစာကိုလာပြီးတော့ CVN တွေအမျိုးမျိုးပေါ့နော်လိုက်ပြောနေတကယ်ချင်းတွေရှိပါတယ်မိစာအမျိုးသားရေးမလုပ်တော့ဘူးဆိုတာကပဲအရေးမဝင်ပါတော့ဘူးဆိုတာကဘယ်လိုပြောပြရမလဲဟောနော်ဟိုးရင်တော့လိုမျိုးမိုက်ရိုင်းတဲ့ကလားတွေနဲ့တူဆဲဟိုးရင်တော့လိုမျိုးတော်တော်ယုံမို့ကောင်းတဲ့ဒီမိုတွေနဲ့တူဆဲအဲ့လိုမျိုးအလုပ်တွေမလုပ်တော့ဘူးဆိုတဲ့သဘောပါအဲ့လိုမျိုးတွေမလုပ်တော့ပါဘူးနော်ဒါပေမဲ့ကိုမျက်စိထဲမှာကိုဘာသာနဲ့ဘာသာနာကိုစော်ကားလာတဲ့ဟာတွေပြီးတော့မလို့ကိုနိုင်ငံမှာပေါ့နော်နည်းနည်းကိုစိတ်တိုင်းမကြတာတွေတွေ့တဲ့ခါကြလို့ရှင်တော့မိစာကပြည်သူတယောက်အနေနဲ့နိုင်ငံသားတယောက်အနေနဲ့တော့ပြောနေဦးမှာပါပဲအခုလဲတက်လာတာကတော့ပြောချင်လို့တက်လာတာပါဘာပြောချင်လဲအန်တီဒေါအောင်ဆန်းစုကြည်ကနေပြီးတော့ဂျပန်ကနေရတဲ့ရန်ငွေပတ်စံအရန်ပုံငွေတွေကိုဘာလို့မှလဲဆိုတော့သူကရိုဟင်ဂျာတွေကိုထောက်ပံ့မယ်လို့ပြောပါတယ်အဲ့တော့ကျွန်မပြောချင်တာကကျမတို့မြန်မာပြည်မှာရိုဟင်ဂျာမရှိပါဘူးအန်တီဒေါအောင်ဆန်းစုကြည်နော်ကျမတို့မှာ135သားမျိုးတိုင်းရင်းသားရှိပါတယ်ရိုဟင်ဂျာမရှိပါဘူးကျမတို့မြန်မာပြည်ကိုကချင်ကယားကင်းချင်းဗမာမိုးရခိုင်ရှမ်းတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်အန်တီဒေါအောင်ဆန်းစုကြည်ရှင်ရိုဟင်ဂျာဆိုတာမရှိပါဘူးနော်အဲ့ဒီတော့အန်တီဒေါအောင်ဆန်းစုကြည်အနေနဲ့ဒီရိုဟင်ဂျာတွေကိုရိုဟင်ဂျာတွေနဲ့သုံးနေမယ်ဆိုအန်တီဒေါအောင်ဆန်းစုကြည်အသေးဆုံးနဲ့သိရပါလိမ့်မယ်နော်အခုလိုပြောလို့လေကျမကို6နဲ့ညှိတယ်ဖမ်းမယ်ဆိုရင်ချိန်မျိုးကြိုက်တဲ့နေရာမှာကြိုက်လို့ဖမ်းကြပါအန်တီဒေါအောင်ဆန်းစုကြည်ကိုကျမတို့ချိန်တာမဟုတ်ပါဘူးနော်ဒီလောက်ထိပြည်သူတွေတော်တော်များများနော်ရဲတွေပင်နေတယ်ဟိုမှာဒါကိုအန်တီဒေါအောင်ဆန်းစုကြည်နေနဲ့ရိုဟင်ဂျာတွေဘက်ကနေအဲ့နာပြီးအဲ့တောင်းစားပင်ကလေးတွေကိုရိုဟင်ဂျာခေါ်ပြီးရိုဟင်ဂျာတွေလည်းအသက်ခံပါတယ်အန်တီဒေါအောင်ဆန်းစုကြည်ရှင်ရိုဟင်ဂျာတွေလည်းအသက်ခံပါတယ်ဆိုရအောင်ရိုဟင်ဂျာအဲ့ရှင်ပြောနေတဲ့ဘင်္ဂလီရိုဟင်ဂျာတွေကိုကျမတို့ရဲတွေကတွားပြီးတော့အဆောက်ပေါ်တွားတတ်တာလားသူတို့ကအရင်စလာပြီးတော့ကျမတို့စကန်နှစ်ခုကိုအရင်တိုက်ခိုက်တာလားဆိုတာအန်တီဒေါအောင်ဆန်းစုကြည်သိပါတယ်နော်အန်တီဒေါအောင်ဆန်းစုကြည်လူသားချင်းအရန်ကိုဆန္ဒထောက်ထားမှုတွေအရန်ပြခြင်းတယ်ဒီစုကိုလူသားချင်းဆန္ဒထောက်ထားမှုစုကိုရထားတဲ့ဒီစုကိုထိမ့်သိမ့်နေတယ်ဆိုလို့ရှိရင်အန်တီဒေါအောင်ဆန်းစုကြည်အနေနဲ့ကျမတို့နိုင်ငံမှာအရန်ဆင်းရဲနေတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်နော်သူတို့တွေကိုကျင်နာပြလိုက်ပါဖြိုးပွေးပြလိုက်ပါအန်တီဒေါအောင်ဆန်းစုကြည်ရဲ့လူညံ့တဲ့လက်ကိုကမ်းလှဲလိုက်ပါနော်ဘာမဟုတ်တဲ့ဒီဘင်္ဂလီတောင်စားတွေအကျန်းဖတ်ပြနော်နိုင်ငံတကာမှာတော့ပဲဒီမွတ်စလင်တွေကိုယွန်းရှာနေတာအကျန်းဖတ်တွေနော်တကယ်လို့အန်တီဒေါင်ဆန်းစုကြည်ဒီဘင်္ဂလီတို့မှရိုဟင်ဂျာတနက်ဆွဲဖြစ်နေပါဆိုအန်တီဒေါင်ဆန်းစုကြည်လင်းနေတဲ့နိုင်ငံအန်တီဒေါင်ဆန်းစုကြည်လင်းရတဲ့နိုင်ငံကိုအန်တီဒေါင်ဆန်းစုကြည်ရဲ့သားသမီးတွေဖြစ်တဲ့ဘင်္ဂလီကိုခေါ်သွားပါကျမတို့မြန်မာပြည်မှာလာပြီးဒုက္ခမပေးပါနဲ့အန်တီဒေါင်ဆန်းစုကြည်ရှင်နော်တောင်းပန်ပါတယ်အန်တီဒေါင်ဆန်းစုကြည်ကျမတို့မြန်မာလူမျိုးတွေကိုအသေးနာအောင်ကျမတို့ရဲ့အသေးနှလုံးတွေကိုရှင်အဲ့နဲ့ထိုးနေတာစွန့်နေတာမွားနေတာတွေကိုတော်ပါတော့ရှင်ရဲ့အတ္တတွေရှင်ရဲ့အမုန်းတရားတွေကိုကျမတို့မြန်မာလူမျိုးတွေအပေါ်ရှင်ပုံချတော့မှာလားရှင်တော်သိမှာပြီရှင်ဒီလောက်ပဲလှုပ်သိမှာပြီနော်အားလုံးလည်းတောင်းပန်ပါတယ်နော်ကျမမိစာတရားပညာမတက်ရိုင်းဆိုင်ပါတယ်ရိုင်းဆိုင်တဲ့အတွက်ကြောင့်ကျမရင်ထဲမှာလာတဲ့အတိုင်းကျမပြောတတ်ပါတယ်နော်သူများကပြောသလိုမျိုး lobby ကတွေခါရကျမစိတ်ဝင်စားဘူးနော်သူများကလိုမျိုးနားစာရမှလုပ်မယ်ဆိုတာမျိုးလဲကျမစိတ်ဝင်စားဘူးကျမလူမျိုးအတွက်ကိုကျမပြောမယ်ကျမဘာသာအတွက်ကိုကျမပြောမယ်ကျမနိုင်ငံအတွက်ကိုကျမပြောမယ်ဘာဖြစ်လို့ကျမပြောလဲကျမကပြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမမလိုချင်လို့ရှိရင်မလိုချင်တာကိုပြောမယ်နော်တမထာကြီးရှင်တမထာကြီးလည်းအုံနောက်ရှိပါတယ်နော်တမထာကြီးလည်းစဉ်းစားကြည့်ဖို့ကောင်းပါတယ်ကျမတို့အနေနဲ့ကျမတို့နိုင်ငံမှာဒီရိုဟင်ဂျာဆိုတာမရှိပါဘူးအန်တီဒေါအောင်ဆန်းစုကြည်နဲ့ဘယ်လိုဖြစ်လို့ဒီရိုဟင်ဂျာဆိုရာကြီးကိုပါစက်ကမချဖြစ်နေရတာလဲတမရိုင်းဦးသိန်းစိန်လည်းပြောခဲ့ပြီးသွားပြီဒီရိုဟင်ဂျာဆိုတာမရှိပါဘူးဆိုတော့ဒီရိုဟင်ဂျာအတွက်ပဲရှင်ပြောနေတယ်အခုလည်းရှင်သွားတာပဲဂျပန်ကိုသွားတာဒီရိုဟင်ဂျာတွေအတွက်လားရှင်အလားတူအဲ့ကလားတွေကိုချစ်နေတယ်ဆိုလို့ရှိရင်တကယ်ပြောတာပါသူတို့တက်နိုင်ငံတနိုင်ငံထိတူထောင်ပေးလိုက်ပါအန်တီဒေါအောင်ဆန်းစုကြည်သွားပါကျမတို့မြန်မာပြည်ကိုဖျက်ဆီးပစ္စည်းလာမလုပ်ပါနဲ့ကျမတို့ကဘာသာရေးမိုင်းတိုက်နေတာလည်းမဟုတ်ပါဘူးနော်ကျမတို့ဘာသာရေးမိုင်းတိုက်ရအောင်ကျမတို့ဟိန္ဒူမစော်ကားဘူးခရစ်ယာန်မစော်ကားဘူးကျမတို့ဘယ်ဘာသာမှကျမတို့မစော်ကားဘူးသူတို့တွေရဲ့အကျန်းဖတ်တဲ့ဝါဒအကျန်းဖတ်လုံးအကြည့်လို့မှန်တယ်မွတ်စလင်တိုင်းတော့အကျန်းမဖတ်ဘူးဒါပေမဲ့ကဘာပေါ်မှာနဲ့အခုမြန်မာပြည်မှာလက်ရှိဖြစ်နေတာကိုကြည့်လိုက်အကျန်းဖတ်တဲ့လူတိုင်းကမွတ်စလင်တွေကြီးပဲနော်အဲ့အတွက်ကြောင့်ဒီအကျန်းဖတ်တဲ့လူတွေကိုကျမတို့ကကန့်ကွက်တာပါကျမတို့မြန်မာပြည်ရောမရှိတယ်မှာမထားချင်ပါဘူးတော်တော်လေးကိုကျမအသက်ရည်လည်းနာပါတယ်ဒေါသရည်လည်းထွက်ပါတယ်ဒီမရှိတဲ့တိုင်းသားကိုဘလို့ဖြစ်လို့အရှိလုံနေရလဲအန်တီဒေါအောင်ဆန်းစုကြည်
အဲ့ဒီတော့အဲ့ဒီမြန်မာပြည်ကိုတိုးတက်ဖို့အတွက်စ조사မှာလားကြံဆောင်မှာလားဒီဘင်္ဂလီတွေကိုကျမတို့တိုင်းသားအဖြစ်စင်းသွင်းအောင်တမိုင်းတွင်ရှင်လုပ်နေမှာလားပြောတော့တိုင်းပြည်ပြောင်းလဲတိုးတောင်အန်ဒီတော်ဆန်းစုကြည်နဲ့ကြံဆောင်မယ်ရောဘာတွေရောအဲ့တော့တိုင်းပြည်တိုးတက်အောင်လုပ်ဖို့တော့ဘာတစ်ခုမှမမြင်ဘူးမြန်မာနိုင်ငံစီးပွားရေးကျတယ်ဘာဖြစ်လို့လဲပြည်သူတွေသုံးမကြလို့တဲ့အခုလည်းနိုင်ငံသားငွေရင်းနှီးထောက်ပံ့မှုရအောင်ပြည်ပရောက်မြန်မာတွေပေါ်မှာလည်းအများကြီးမှုတယ်ပြည်ပရောက်မြန်မာတွေပေါ်မှာလည်းတောင်းဝင်ရှိတယ်တဲ့နော်အဲ့အန်ဒီတော်ဆန်းစုကြည်တို့အနေနဲ့အန်ဒီတော်ဆိုအစိုးရဘာတွေမှတောင်းဝင်ရှိတာလဲဘာလဲဒီဘင်္ဂလီတို့ရိုဟင်ဂျာဖြေးတစ်ခုသာအန်ဒီတို့အစိုးရမှာတောင်းဝင်ရှိနေတာလားဒီဘင်္ဂလီတို့ကာကွယ်ရေးအတွက်တစ်ခုသာအန်ဒီတို့အစိုးရမှာတောင်းဝင်ရှိနေရလားအန်ဒီတော်ဆန်းစုကြည်ရှင်နော်ဒီဖိုင်ကိုအန်ဒီတော်ဒေါအောင်ဆန်းစုကြည်များမြင်အောင်လို့ကျမကို66ဂါကြီးနဲ့ထောင်ကျစေခြင်းနဲ့ဆိုရင်များရှယ်ပေးကြပါနော်ဒီမိုအပေါင်းသူတော်ကောင်းတို့ကျမကိုပထမဗီဒီယိုဖိုင်တော့က YouTube ကိုတင်ပေးခဲ့တယ်လို့ပဲဒီဖိုင်ကိုလည်း YouTube ကိုတင်ပေးပါကျမကိုနော်ကျမကိုဖမ်းကျင်တဲ့ဒီမိုတွေဖမ်းလို့လွယ်အောင်လို့ကျမကိုဒီဖိုင်ကိုတင်ပေးကြပါအကုန်လုံး share ပေးကြပါကျေးဇူးတင်ပါတယ်